For the Gate 3 ဟာ Larian Studio ဖန်တီးထားတဲ့ RPG game မျိုးစားတစ်ခုဖြစ်ပြီးတော့မှနာမည်ကြီး Tabletop game တစ်ခုဖြစ်တဲ့ Dungeons and Dragons အခြေခံတာဖြစ်ပါတယ် Battle Gate series ရဲ့တတိယမြောက် main game ဖြစ်ပြီးတော့မှ2020ခုနှစ်မှာ ERD asset အနေနဲ့ထုတ်ဝေခဲ့တာဖြစ်ပါတယ် game ရဲ့ setting ကတော့ Fantasy War Forgotten Redemption မှာဖြစ်ပြီးတော့မှမေးပြောင်းနေတဲ့ data မှာဖြစ်ပြီးတော့မှ player ဟာ mind player parasite တစ်ခုတည်းခန္ဓာကိုယ်ထဲဝင်သွားတဲ့ chapter တစ်ခုအဖြစ်ကစားရဖြစ်ပါတယ်အဲ parasite ကိုဖယ်ရှားဖို့ကြိုးစားရတဲ့ campaign key တွေထွက်ရပြီးမှ ချိုးပိတ် story system ကြောင့် player တွေရဲ့ရွေးချယ်မှုတိုင်းဟာ story outcome ကိုပြောင်းလဲစေတာဖြစ်ပါတယ် romance betray choice တွေကြောင့် RP fantasy တွေကြားမှာအရင်နာမည်ကြီးလာခဲ့တာဖြစ်ပါတယ် gameplay က turn-based combat system ကိုအသုံးပြုထားပြီးတော့မှ strategy နဲ့သင်းဝအရေးကြီးတာဖြစ်ပါတယ် chapter class race spell ဒိုင်ယာတော့ choice တွေအများကြီးရှိတာကြောင့် replay value မြင့်ပါတယ်ခိုးပြီးပါဝင်ပြီးတော့မှတကယ်ချင်းနေတဲ့အတူ campaign တူစားလို့ရတာဖြစ်ပါတယ် PC အတွက်တော့2023ခုနှစ်ဩဂုတ်လ3ရက်နေ့မှာ full release လုပ်ခဲ့ပြီးတော့မှ PS5 Xbox Series S တို့အပေါ်လည်းနောက်ပိုင်းမှာထွက်ရှိလာခဲ့တာဖြစ်ပါတယ် Xbox က Split Screen issue ကြောင့်အနေငယ်နောက်ကျခဲ့တာဖြစ်ပါတယ် RPG Master Pick တစ်ခုလို့ချီးကျူးခံရပြီးတော့မှ2023 Game Award မှာ Game of the Year ဆုကိုရရှိခဲ့ပြီးတော့မှ BAFTA Golden Joystick Day Award အစားရှိတဲ့ award များကိုလည်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်